မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုဖြူစင်ပါဒီမှာကျွန်တော်တို့12ရက်12နာရီ3-1အတွက်ကို35နဲ့26အောက်ွက်ပေးထားပါတယ်နော်35နဲ့26ကိုအောက်ွက်ပေးထားပါတယ်ဒီကမနေ့ညနေတနေကုန်လုံးပေါ့နော်ဒါကကျွန်တော်တို့10ချိန်မှာတစ်ချိန်လောက်ပဲပြတ်ပါတယ်နော်ဒီဥစ္စာအကွက်တော့များပြီမဲ့လို့တနေကုန်စားဒီလိုလေးပေးပါမယ်နော်ဒါတော်တော်အမှန်များပါတယ်ဒါတနေကုန်စားနော်ဒါတော့မနေ့ညနေဒါကတော့မနေ့ပိုင်းလေးအတွက်ပဲနော်မနေ့ပိုင်းလေးအတွက်ပဲဒီကောင်က35နဲ့အမှန်ဆိုရင်နှစ်ပိတ်ရတာ6နှစ်ဖြစ်တယ်နော်ကျွန်တော်ရေးမသွားလို့ဒါတော့တနေကုန်စား35လုံးပိုင်းနော်35လုံးပိုင်းတနေကုန်စားနော်အားလုံးပဲကံကောင်းပြီးပေါက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကိုဖြူစင်ပါ